အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာကတော့ပုံတော်လူမျိုးဆရာထွန်းထွန်းလင်းဖြစ်ပါတယ်ဆရာအခုပြောပြမှလေးကတော့ကျွန်ုပ်တို့29ရက်နေ့6လပိုင်း2026ခုနှစ်ကြာရောက်မဲ့မြန်မာလို1388ခုပထမဝါဆိုလာပြည့်နေ့အတွက်ကိုလုတ်တဲ့ရတရားကောင်းလေးတစ်ခုကိုပြောပြမှဖြစ်ပါတယ်ဆရာရဲ့ရတရားလေးကိုမိမိတို့အနေနဲ့ယုံကြည်စွာလုပ်ပေးမဲ့ဆိုလို့ရှိရင်တကယ်ကံကောင်းခြင်းမြောက်များစွာကိုရမှာဖြစ်တယ်အဲ့တော့ယုံကြည်သူတိုင်းအတွက်စေတစ်ခွက်ပါမယုံကြည်သူများအတွက်ကတော့ကြော်သွားပါနော်အဲ့တော့ဆရာရဲ့ဒီရတရားအကြောင်းလေးမပြောခင်မှာမိတ်ဆွေတို့ကဆရာကိုချဲလေးတွေနဲ့ပူညီပါအသေးလေးနှိပ်ပေးပါပေါ့နော်ဆရာအားကိုးပါတယ်အဲ့တော့ဒီပထမဝါဆိုလာပြည့်နေ့ဘယ်လိုရတရားလုံးမလဲဆိုလို့ရှိရင်အလွန်လွယ်တယ်လွယ်လွန်းလို့ကြိုတင်လေးတော့ပြင်ဆင်လိုက်တချို့နေရာတွေမှာကအခုဆရာပြောမဲ့ကိစ္စကကြိုတင်ပြင်ဆင်မှအဆင်ပြေနိုင်တဲ့အကြောင်းလေးဆရာသိထားတာရှိလို့ပြောတာနော်မြေစာမြက်ပင်အဓိကလိုအပ်ပါမယ်နော်မြေစာမြက်ပင်လိုအပ်မယ်ဖန်ခွက်အလွတ်တစ်လုံးလိုအပ်မယ်ကျွန်တော်တို့ဖန်ခွက်အလွတ်ကပကြီးရင်ပါလေမပါတာပိုကောင်းတယ်ဖန်ခွက်အလွတ်နော်အဖြူတဲ့တန်းတန်းလေးတစ်လုံးထက်မှာရေအပြည့်ထက်မယ်ရေအပြည့်ထက်ပြီးဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့အဲ့ဒီထက်မှာမြေစာမြက်ပင်တရားနဲ့မှ10ပင်နော်မြေစာမြက်ပင်ကတပင်ချင်းနော်တေးသေးချာချာလေးတွေတန်ရှင်းရလုပ်ပြီးလို့ရှင်ရေဆေးပါရေဆေးပြီးလို့ရှင်မြေစာမြက်ပင်တရားနဲ့10ပင်ကိုဖန်ခွက်အလွတ်တစ်လုံးထဲမှာရေပြည့်ထက်ပြီးတော့ကိုနေအိမ်ဖျားစင်ရှေ့မှာလူလိုက်ပါလောက်ရမယ့်အချိန်ကမနဲ့မိုးလင်းကလေးကနေကျွန်တော်တို့နေဝင်ချိန်ညနေပိုင်း6နာရီအထိလုပ်လို့ရတယ်မနဲ့မိုးလင်းချိန်ဆိုတာက9နာရီခန့်နော်မနဲ့9နာရီမှစပြီးတော့ညနေနေဝင်ချိန်6နာရီအထိနော်လုပ်လို့ရတယ်ဒီရတရားလေးကအလွန်လွယ်တယ်ကောင်းတယ်အဲ့ဒီမှာကိုဖျားစင်ရှင်းမှာပဲနော်လူပေးမယ်လူပေးပြီးလို့ရှင်မိတ်ဆွေတို့အနေနဲ့အရှင်မြတ်စွာဘုရားယနေ့ကဲ့သို့လာပြည့်နေ့ကြာရောက်သည့်အခါတော်မှာဘုရားတပည့်တော်မှာဘုရားတပည့်တော်တို့ဤကံကြမ္မာစိုးခြင်းများကိုပြေပြောက်စေပြီးစီဝါရေးမင်္ဂလာလတ်လာပါကပြည့်စုံစွာပေးသနာတော်မူပါဆိုပြီးတော့ဆုတောင်းလိုက်ပါဒီလိုဆုတောင်းခြင်းအပြင်ကိုမိတ်ဆွေတို့အတွက်အကောင်းဆုံးကံကောင်းခြင်းလက်ဆောင်များကိုရလာပါလိမ့်မယ်အဲ့တော့ခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေတို့အားလုံးကလုံနိုင်ကြပါသည်ဆရာကိုဆက်သွယ်မဲ့ဆိုရင်ကတော့ဖုန်းနံပါတ်က399565နှစ်တိလေးဖြစ်ပါတယ်ရဝေးကမိတ်ဆွေများရန်နီးကမိတ်ဆွေများအားလုံးဆက်သွယ်နိုင်ပါတယ်ဆရာစီဟောခန့်ဓာတ်ရိုက်လာမေးမယ်ဆိုလို့ရှိရင်ကတော့ဆရာအခုမန္တလေးကဖြစ်ပါတယ်မန္တလေးရောက်နေပါတယ်ပေါ့နော်34လမ်း35လမ်းကြား81Aအတွင်းထက်ကိုဝင်လာပါဆရာအိမ်ရှိမှာဆရာထွန်းထွန်းလန်းဆိုပြီးတော့စိုင်းဘုတ်တင်ထားတာရှိပါတယ်မြေသူမြဆိုဘယ်ရင်လက္ခဏာလာမေးလို့ရပါပြီအားလုံးကိုဖိတ်ခေါ်ပါတယ်သူတော်ကောင်းမိတ်ဆွေပေါင်းတို့ကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ